ရားရင်တူပါတဲ့ကနေအယောင်ထွက်တာချင်းဘာကြောင့်မတူတယ်လဲဆိုဒါလေးကိုနည်းနည်းလေးမှတ်သားစေချင်လို့ဟုတ်လားစွန့်လွတ်စဉ်အခါတုန်းကစွမ်းအားတတ္တိကွာခြားသွားလို့ရရှိတဲ့အကျိုးတွေကွာခြားသွားတာဦးဇင်းတို့မြတ်စွာဘုရားရောင်ကြီးတော်ဘလောက်ကွန်မြူတယ်လို့ကြားဖို့ပဂတိတလန်လောက်မြတ်စွာဘုရားအကြောင်းကပြတ်တယ်လွန်ခဲ့တဲ့ကဘာတသိန်းကပွင့်တဲ့ဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားကြတယ်ရောင်ကြီးတော်ဟာဒီစัจ java တစ်ခုလုံးနှံ့နေရလတွေရဲ့အလုံးမရှိဘူးလို့ဆိုတယ်ဘုရားရဲ့အကြောင်းနဲ့နေကြကြက်တွန်တာတွေငှက်တွေအော်တာတွေကြည့်ပြီးတော့အော်မနဲ့လင်းပြီပဲလို့ဒီလိုသိရတယ်လို့ဆိုဦးဇင်းတို့ဘုရားလောင်းကဝေဒနာယဇတ်တော်မှာဒီမှာလေသားတော်လေးတွေသမီးတော်လေးတွေဇာလီတို့ကနာစိန်တို့ကိုစွန့်လူတော့ကိုမဒေဝဒတ်ရဲ့လောင်းဗာလေလူတာတွေအကုန်စားတယ်ဇွေစကားပုံနာဟုတ်လားအေးဇွေစကားပုံနာကရိုက်နှက်တော့ဘုရားလောင်းကဘာလုပ်တော့အန်ကြိတ်ပြီးတော့မျက်ရည်ကျပြီးတော့ဓာထဆွဲတာငါရှေ့မှာဒီလိုလုပ်ရမလား तू လူပြီးသားနော်အဲ့ဒီလူပြီးသားကို तू ခုဘလို့ဖြစ်တာလဲဓာထဆွဲတာပြီးတော့မှသူ့ရဲ့ဒီဖောက်ပြန်တဲ့စိတ်ကိုပြန်ပြီးတော့အောင့်ပြီးတော့မျက်ရည်တုတ်တုတ်ကျပြီးတော့ကြိုးစားသွားတာပဲအောင်မြင်သွားတယ်နော်မျက်ရည်အကျခံပြီးတော့ကောင်းတာကို तू လုပ်တာအေးဒါပေမဲ့သူ့ရဲ့စိတ်ကအဲ့လိုမျိုးဘုရုမုဒ္ဒရာဘုရားလောင်းကြတော့အဲ့လိုမဟုတ်ဘူးသူ့ရဲ့သားကိုလာအလှခံတာကဘလူးကလာအလှခံတာအဲ့ဒီမှာဘလူးကသူ့ရှေ့တွေကိုပဲကြားသွဲကြားရင်းကိုစားတယ်လို့တခါတည်းစားပြစ်တာအဲ့ဒါသွေးတွေကပစောင်ကနေစီးကြတယ်လို့ဆိုတယ်အဲ့ဒါကိုအဲ့ဒီဘုရားလောင်းကကြည့်ပြီးတော့ငါရဲ့ဒါနပါရမီအထွတ်ထိပ်ကိုရောက်တယ်ဆိုတော့ဝမ်းသာပြီးတော့ပီတိဖြစ်တယ်လို့ဆိုတယ်အော်ဒါသိကောင်းတယ်နော်ဒီစိတ်ဓာတ်ကိုကိုချင်းစာလို့မရနိုင်ဘူးနော်ဘယ်ရနိုင်မလို့ကိုကအပါမွားပဲဟုတ်လားတကယ်ကြီးမှမြတ်ကိုချင်းစာလို့မရနိုင်အဲ့ဒါလောက်ထူးခြားစမ်းကြဲတဲ့စိတ်ဓာတ်ကြောင့်ထူးခြားစမ်းကြဲတဲ့ကိုရောင်ကိုဝါတွေဟာစัจ java နဲ့အနှံ့ပြန့်နေဆိုတာစွန့်လွတ်မှုပမာဏကြီးရင်ကြီးသလောက်အကျိုးပေးလဲကြီးတာပဲ